ဒီမှာအခုဦးမောင်ကျော်အသက်50နဲ့9နှစ်တဲ့ဟောအရင်တော့ကဆိုရင်သူကရေပြီးခဲ့တဲ့နှစ်လ3လပေါ့ရေတောက်မရဘူးသမင်းလဲစားလို့မရဘူးအခုစေဘက်ကတွေးစေးကြီးတောက်လိုက်တာနဲ့အဆင်ပြေလို့ရေတောက်သမင်းစားပြန်ရပြီအရင်တော့ကဆိုရင်ဒီမှာလက်ပင်းမှာလည်းခွဲထားတဲ့တန်ရာပေါ့ဆေးရုံမှာခွဲထားတယ်နော်ဆေးရုံကိုလည်း6ခါတက်ရတယ်တောင်ကြီးဆေးရုံပင်လုံဆေးရုံရန်ကုန်ဆေးရုံတွားတက်တုန်းကလည်းကျွန်တော်ကိုတိုင်ဆရာဦးခွန်မခွန်ကိုတိုင်လည်းကျွန်တော်လိုက်သွားပြီးတယ်နော်အဲတော့ကဆိုဆေးပလင်းကြီးနဲ့ချက်ရတယ်နော်ယောဂအမျိုးမျိုးတွားစစ်တာပေါ့အပေါ်ပိုင်းကဆေဝင်ပြောလဲပင်းပိုင်းကတော့ကောင်းပြီးရင်ဘတ်ပိုင်းမှာတော့အဖုအယောင်ပြီးရှိတယ်ဆိုပြီးတော့အဲ့ဒါနဲ့သူရန်ကုန်ဆေးရုံမှာမကုရှင်လို့ပြန်လာတော့ပင်လုံဆေးရုံမှာပြန်လာကုတယ်အရင်တော့ကဆိုဘိုက်ပိန်ချိုက်ခွက်ကြောနာထိတောင်ကတ်နေနော်အခုဆိုဘိုက်ပြေးလာပြီဖောင်းလာပြီအရင်တော့ကရေတောက်လည်းမရကိုယ်ထွေးတောင်ကိုမြုံလို့မရအစာစားလို့မရအခုစီဘက်ကသွေးစီကြီးဆရာဦးခွန်မောင်ခွန်သွေးစီကြီးကိုသူက3ဆောင်ကြည့်လိုက်တော့အစာလဲတအားတောင်းတယ်ခဏအစာစားတယ်ခဏအစာတောင်းတာပေါ့ခဏအစာစားတယ်ခဏစားတယ်လို့သူပြောတယ်နော်စားလို့လည်းရပြီစားလို့လည်းအဆင်ပြေပြီထမင်းလည်းမြုံနိုင်ပြီစားနိုင်ပြီရေ